အားလုံးပဲမင်္ဂလာပါရှင်အလုပ်ရှာဖွေရေးရုံးလားဖောင်လေးဆက်ရှေ့ကနေကြိုဆိုပါတယ်ရှင်ညီမနာမည်ကတော့နန်းလွင်လွင်မှုဖြစ်ပါတယ်နော်ဒီနေ့ညီမလေးအိမ်ရလုပ်လေးခုပြောပြပေးမယ်နော်အိမ်ရလုပ်နဲ့အိမ်ဖော်ကလေးထိန်းတဲ့လုပ်ပဲဖြစ်ပါတယ်ရှင်ပထမလုပ်တနေရာကဒီဖလမ်စာမှာရှိတဲ့မင်္ဂလေးအိမ်ရလုပ်ပဲဖြစ်ပါတယ်ရှင်တထင်း2ယောက်ရှိတဲ့ကြောင်ကလေး4ကောင်ရှိတယ်နောက်ပြီးတော့ခွေးကလေး1ကောင်ရှိပါတယ်ရှင်လာစာကတော့တလား13000ပေးတယ်နာရက်4ရက်မနာရင်ဦးထီ900ပေးတယ်နော်ဒုတိယတနေရာကကြတော့ဒီလာမင်သားမှာရှိတဲ့အိမ်လုပ်ပဲဖြစ်ပါတယ်ရှင်အိမ်3ထပ်တထင်း2ယောက်ရှိတယ်လာစာ12000နာရက်4ရက်မနာရင်ဦးထီ900ပေးပါတယ်ရှင်နောက်ထပ်တနေရာကဒီရန်စစ်မှာရှိတဲ့မင်းကလေးအိမ်ကူကလေးထိန်းတဲ့လုပ်ပဲဖြစ်ပါတယ်ရှင်အိမ်လုပ်လဲလုပ်ပေးရမယ်ကလေးလေးလည်းထိန်းပေးရမှာဖြစ်ပါတယ်ရှင်တထင်း2ယောက်ရှိတဲ့အိမ်နှစ်ထပ်ကလေးလေး2ယောက်ရှိတယ်နော်နှစ်သားရွယ်နဲ့လသားရွယ်ကလေး2ယောက်ရှိပါတယ်ရှင်လစာကတော့တလ16000နာရက်4ရက်မနာရင်ဦးထီ900ပေးတယ်နော်နောက်ဆုံးတစ်ခုကဒီချင်းမိုင်မှာရှိတဲ့မင်းကလေးအိမ်ဖော်ကလေးထိန်းတဲ့လုပ်ပဲဖြစ်ပါတယ်ရှင်တထင်း2ယောက်ပဲရှိပါတယ်ကလေးလေး3ယောက်ရှိတယ်နော်ကလေးလေးက10နှစ်သားရွယ်ကလေး1ယောက်ရှိမယ်9နှစ်သားရွယ်ကလေး1ယောက်ရှိမယ်73နှစ်သားရွယ်ကလေး1ယောက်ရှိမယ်နော်ကိုကြည့်ပေးရမှာက9နှစ်သားရွယ်ကလေးနဲ့10နှစ်သားရွယ်ကလေးကိုပဲကြည့်ပေးရမှာဖြစ်ပါတယ်ရှင်လစာကတော့တလ15000ပေးတယ်နော်နာရက်4ရက်မနာရင်ဦးထီ900ပေးပါတယ်ရှင်ဒီနေ့ညီမပြောလိုက်တဲ့အလုပ်လေးခုကိုစိတ်ဝင်စားတဲ့ဆိုရင်ဒေါ်လာဖောင်ရုံ48မှာအလုပ်ဝင်စာစမတ်လို့ရတယ်နော်နောက်ပြီးတော့စမတ်ကြေးလည်းမရှိပါဘူးရှင်အလုပ်ရမှာဝန်ဆောင်ခ1000ပေးရမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်